อักษรต่ำคู่ด้วยแพะအနေတန်ပြီးနဲ့อักษรต่ำเดียวဆိုတဲ့တိတက်အနေတန်ပြီးဆိုတာဘယ်လိုပြီးလေးတွေကိုခေါ်လဲဆိုတာဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်อักษรต่ำคู่ဆိုတဲ့တွဲဖက်အနေတန်ပြီးကဘာကိုဆိုလိုတာလဲဆိုတော့ထိုင်ပြီး44လုံးထဲမှာအနေတန်ပြီးစုစုပေါင်း24လုံးရှိပါတယ်ခေါ်ခွန်းကိုအသုံးပြုခြင်းမရှိတော့တဲ့အတွက်စုစုပေါင်းအနေတန်ပြီး23လုံးရှိတယ်လို့မှတ်ထားမှာဖြစ်ပါတယ်အဲ့ဒီ23လုံးထဲမှာတွဲဖက်အနေတန်ပြီးอักษรต่ำคู่73လုံးဆိုပြီးပေးထားရခြင်းကတွဲဖက်အနေတန်ပြီးသည်ဘယ်သူနဲ့တွဲတာလဲဆိုတော့အမြင့်တန်ပြီးထဲမှာပြီးတန်လေးတွေနဲ့အတန်တူတွဲပြီးရှိနေတဲ့အနေတန်ပြီးထဲမှာပြီးတန်လေးတွေကိုတွဲဖက်အနေတန်ပြီးလို့ခေါ်ပါတယ်ဥပမာအဖြစ်အမြင့်တန်ပြီးထဲမှာခတန်ကိုစောင်းနဲ့ခေါ်ခိုင်ပေါ့နော်ခေါ်ခိုင်နဲ့ခတန်ကိုစောင်းတာချင်းတူတဲ့အနေတန်ထဲမှာခါတန်ကတော့ခေါ်ခွိုင်းနဲ့ခေါ်ရခံလိုက်ဖြစ်ပါတယ်။အမြင့်တန်ပြီးထဲမှာချတန်အောင်ဆောင်နဲ့ချောချင်အနှိမ့်တန်ပြီးထဲမှာတော့ချောချန်းနဲ့ချောချើပဲဖြစ်ပါတယ်။အမြင့်တန်ပြီးထဲမှာထတန်အောင်ဆောင်နဲ့ထောထန်ထောထုံအနှိမ့်တန်ပြီးမှာတော့ထောမွန်ထိုထောဖူထောက်ထောထဟန်ထောထုံပဲဖြစ်ပါတယ်။အဲ့ဒီမှာသတိထားမှာတော့အမြင့်တန်ပြီးတန်ဆိုရင်အတန်လေးတွေရိမ့်နေအနှိမ့်တန်ပြီးတန်ဆိုရင်အတန်လေးတွေမရင်ရဘူးပေါ့နော်နောက်ထပ်ဖတန်ဆောင်နဲ့အမြင့်တန်ပြီးရတော့ဖောဖឹ่งဖတန်ဆောင်နဲ့အနှိမ့်တန်ပြီးရတော့ဖောဖားနဲ့ဖောဆန်ဖောင်းပဲဖြစ်ပါတယ် F အတန်ဆောင်နဲ့အမြင့်တန်ပြီးရဖောဖာဖြစ်ပြီး F အတန်ဆောင်နဲ့အနှိမ့်တန်ပြီးရတော့ဖောဖန်ပဲဖြစ်ပါတယ်နောက်တစ်စင်ကတော့စတန်ပေါ့နော်စတန်မှာအမြင့်တန်မှာ3လုံးရှိပါတယ်ဇောဇာလာစောရစီစောစကားလို့ရှိပြီးအနှိမ့်တန်ထဲမှာတော့စောဆိုးလေးပဲဖြစ်ပါတယ်နောက်ဆုံးလုံးနေနဲ့ဟာအတန်ကိုစောင်းနဲ့အမြင့်တန်ထဲမှာတော့ဟောဟစ်ဆိုပြီးအတန်ရိမ့်မယ်ပေါ့နော်အမြင့်တန်နဲ့တွဲဖက်ရှိနေတဲ့အနှိမ့်တန်ထဲမှာတော့ဟောနို့ဟုတ်လေးပဲဖြစ်ပါတယ်ရှင်အဲ့ဒီတော့အနှိမ့်တန်ပြီးစုစုပေါင်း23လုံးထဲမှာတွဲဖက်အနှိမ့်တန်ပြီး73လုံးရှိတယ်ဆိုတော့ကျန်တဲ့10လုံးကတိတက်အနှိမ့်တန်ပြီးများပဲဖြစ်ပါတယ်တိတက်အနှိမ့်တန်ပြီးဖြစ်နေကြနေတဲ့10လုံးကြည့်ရအောင်ငေါငူနော်နင်ယောရင်နော်နူမောမာယောยักษ์รอเรือลอลิงวอแหวนลอจุฬาတို့ပဲဖြစ်ပါတယ်ရှင်